အိမ်ထဲမှာမှန်ကြီးတစ်ချက်3ရက်မြောက်ညမှန်လေးကပုံရိပ်ဒီဇလန်ကအိမ်တိုင်းလိုမှရှိရဲ့မှန်တွေအကြောင်းဒါပေမဲ့3ရက်မြောက်ညမှာအဲ့ဒီမှန်လေးကပုံရိပ်ကကိုယ်တိုင်မဟုတ်တော့ဘူးဆိုတာသင်သိပါသလားပထမညမှာမှန်လေးကပုံရိပ်ကထာမှန်ပဲဒုတိယညမှာမှန်လေးကပုံရိပ်ကနောက်ကျောဘက်ကိုလှည့်ကြည့်မိနိုင်တယ်3ရက်မြောက်ညမှာတော့မှန်လေးကပုံရိပ်ကမှန်လေးကထွက်လာတယ်အိမ်ဟာအသက်24နှစ်တရွယ်အွန်လိုင်းဈေးတည်တယောက်သူမရဲ့အိမ်ကမ်းမှာမှန်ကြီးတစ်ချက်ရှိလေအခန်းထဲမှာရှီးဟုံးပစ္စည်းတွေနဲ့လိုက်ဖိတ်အောင်ဆွဲထားတာတညမှာသူမအလုပ်လုပ်ရင်ည12နာရီထိုးတယ်မှန်ကိုလှမ်းကြည့်လိုက်တယ်ပုံမှန်အတိုင်းပဲဒုတိယညမှာထပ်ကြည့်တယ်မှန်ထဲကပုံရိပ်ကသူမကိုပြုံးပြတယ်သူမမပြုံးဘူးအိမ်ငိုက်လိုပဲလို့တွေးပြီးအိတ်လိုက်တယ်တတိယညသူမအလုပ်ကနေအိမ်ပြန်ရောက်တယ်မောလို့မှန်ရှိမှထိုင်ပြီးဖုံးကြည့်တယ်။မှန်တွေကပုံရိပ်ကသူမကိုစိုက်ကြည့်နေတယ်။ပြီးတော့လက်တစ်ဖက်ကိုမြောက်ပြီးလက်ပြတယ်။အိမ်လန့်သွားတယ်။မှန်ကိုစိုက်ကြည့်လိုက်တယ်။ပုံရိပ်ကပုံမှန်ပြန်ဖြစ်သွားတယ်။ဒါပေမဲ့ညဘက်အိပ်ရဝင်တော့အိမ်မက်တယ်။မှန်တွေကပုံရိပ်ကမှန်တွေကနေထွက်လာတယ်။သူမအနာကိုရှောက်လာတယ်။မင်းငါ့ကို3ရက်ဆက်တိုက်ကြည့်တယ်။မင်းငါ့ကိုဖိတ်ခေါ်လိုက်ပြီ။ငါမင်းစီလာမယ်။အိမ်နိုးလာတယ်ချွေးတွေစိုးနေတယ်သူမမှန်ကိုသွားကြည့်တယ်ပုံမှန်ပဲ3ရက်မြောက်ညအိမ်ဖုံးတဲ့တငယ်ချင်းကိုဖုံးဆက်ပြောနေတယ်သူမရဲ့မျက်နှာကမှန်ထဲမှာရောင်နေတယ်ရုတ်တရက်မှန်ထဲကပုံရိပ်ကလှုပ်သွားတယ်အိမ်မလှုပ်ဘူးပုံရိပ်ကသူမကိုငေးကြည့်ပြီးပြုံးလိုက်တယ်အိမ်လန့်ပြီးဖုံးချလိုက်တယ်မင်းမတူလဲအဖြေမရှိဘူးပုံရိပ်ကပုံမှန်ပြန်ဖြစ်သွားတယ်သူမမှန်ကိုစောင်းနဲ့ဖုံးလိုက်တယ်။ညဘက်အိပ်ရဝင်တော့စောင်းကလှုပ်ရှားနေတယ်။မှန်တွေကသဇွန်တယောက်ထွက်လာခြင်းနေတယ်။အိမ်မီးဝှက်လိုက်တယ်။စောင်းကရက်သွားတယ်။ဒါပေမဲ့မီးပိတ်လိုက်တာနဲ့ပြန်လှုပ်တယ်။သူမတညလုံးမီးဖွင့်ထားပြီးအိပ်တယ်။နောက်တနေ့မနေ့အိမ်မှန်ကိုဖယ်ရှားဖို့ဆုံးဆက်လိုက်တယ်။ဒါပေမဲ့မှန်ကနေရန်ကညီမရွှေ့နိုင်ဘူး။တန်ချောင်းတွေနဲ့တတ်ထားသလိုပဲ။သူမပုတ်စိမ့်နဲ့ရိုက်ဖို့ကြိုးစားတယ်။မှန်ကမကွဲဘူးပုတ်စိမ့်ကပြန်ထွက်သွားတယ်သူမဆရာတော်စီသွားတယ်ဆရာတော်ကပြောတယ်ဒီမှန်က3ရက်မြောက်ညမှာအသက်ဝင်တယ်မင်း3ရက်ဆက်တိုက်အကီမိလို့သူမင်းကိုတတိထားမိတယ်ကျမဘာလို့ရမလဲဖေမင်းဒီမှန်ကိုမဖြတ်စည်းနိုင်ဘူးမင်းဒီအိမ်ကနေထွက်သွားရမယ်အိမ်ချက်ချင်းအိမ်ပြောင်းကိုဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ညဘက်ရောက်တော့တကားကမပြတ်ဘူးပတင်းစောက်ဒီလည်းမဖွင့်ဘူးသူမအိမ်ထဲမှာပိတ်မိနေတယ်ည7 နာရီမီးတွေအကုန်ပြတ်သွားတယ်မှန်ပေါ်ကဆောင်းကပြုတ်သွားတယ်မှန်ထဲမှာမိန်းကလေးတယောက်အင်းရဲ့ပုံရစ်လိုပဲဒါပေမဲ့မျက်လုံးတွေအနက်ရောက်သူမပြုံးနေတယ်မင်းငါ့ကို3ရက်ဆက်တိုက်ကြည့်တယ်မင်းငါ့ကိုဖိတ်ခေါ်လိုက်ပြီငါမင်းစီလာမယ်သူမမှန်ထဲကနေထွက်လာတယ်အင်းစီကိုရှောက်လာတယ်အင်းပြေးချင်နေမဲ့မလှုပ်ရှားနိုင်ဘူးမင်းကလေးသူ့အနာကိုရောက်လာတယ်မင်းငါနေရာမှာနေရမယ်ငါမင်းရဲ့မျက်နှာကိုယူမယ်မင်းမှန်ထဲမှာနေရလိမ့်မယ်သူမအိမ်ကိုဆွဲပြီးမှန်ထဲကိုတွန်းထည့်လိုက်တယ်နောက်တနေ့မနေ့အိမ်ရှင်အိမ်ကိုလာကြည့်တယ်အိမ်ထဲမှာဘာမှမရှိဘူးမှန်ကြီးတစ်ချက်ပဲရှိတယ်မှန်ထဲမှာမိန်းကလေး2ယောက်တယောက်ကအရင်ကမှန်ထဲကမိန်းကလေးတယောက်ကအိမ်သူတို့2ယောက်လုံးလက်ပြနေတယ်နောက်တစ်ယောက်လာပါစေငါတို့စောင့်နေမယ်အိမ်ရှင်မြလန့်သွားပြီးအိမ်ကနေထွက်ပြေးသွားတယ်။ဒါပေမဲ့ညဘက်မှာသူမရဲ့အိမ်ကမှန်ထဲမှာပုံရိပ်တစ်ခုပေါ်လာတယ်။အိမ်ရဲ့ပုံရိပ်သူမလက်ပြနေတယ်။မင်းငါ့ကိုမြင်ပြီး3ရက်မြောက်ညမှာငါမင်းစီလာမယ်။ဒီဇလန်ကိုဖတ်နေရဆိုရင်3ရက်မြောက်ညမှာမှန်ကိုမကြည့်ပါနဲ့။မှန်ထဲကပုံရိပ်ကကိုမဟုတ်ရင်ချက်ချင်းထွက်ပြေးပါ။ဘာလို့လဲဆိုတော့အဲ့ဒီပုံရိပ်ကမင်းနေရာကိုလိုချင်လို့မင်းကိုမှန်ထဲဆွဲတင်ပြီးသူထွက်လာမယ်ပြီးတော့မင်းမှန်ထဲမှာနေရလိမ့်မယ်ဒီဇလန်လေးအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ထိတ်လန့်စရာဇလန်ကောင်းတွေနားထောင်ခြင်းတွေတဲ့ဆိုရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်